ကဲအခုဆိုရင်ချင်းတိုင်းပြည်အနာဂတ်ဟာစစ်ချီမဲ့သူရဲကောင်းတွေရဲ့လက်ထဲမှာကြာရောက်နေခဲ့ပါပြီ။ Fishing တပ်ဖွဲ့ပါရောက်လာပြီဖြစ်တာကြောင့်ဝန်ကျန်းဦးဆောင်တဲ့ချင်းစစ်ကြောင်းဟာစတင်ထွက်ခွာလာခဲ့ကြပါတယ်။ဝန်ကျန်းကတော့ဟဲအောင်ဒေတာကိုမချီတက်ဖက်ရဲခန်တက်စီကိုချီတက်ဖို့စော်ဩလိုက်ပါပြီ။ရဲခန်တက်ဆိုတာကျောင်းနိုင်ငံရဲ့ဒုတိယအကြီးဆုံးမြို့တစ်ခုရဲ့ခန်တက်တစ်ခုပဲဖြစ်ပါတယ်။ချီတက်တယ်ဆိုတဲ့နေရာမှာလည်းတပ်ဖွဲ့တွေကိုဦးဆောင်ရတဲ့ခေါင်းဆောင်တွေရဲ့တာဝန်ယူမှုတာဝန်ခံမှုတွေကလည်းအရေးပါနေခဲ့တာပါ။ရန်နိုင်ငံရဲ့စစ်သူကြီးဝူလူတူးကျောင်းကျောင်းနိုင်ငံဘက်ကကမ်းဝေနဲ့လင်းရွှံတို့လိုခန့်တက်တွေတောင်ကြာရှုံးကုန်ကြပါတယ်။ဒါကြောင့်လီမူဘက်ကဟူကျဲကိုအရှေ့ပိုင်းခရိုင်တွေကိုကာကွယ်ဖို့နေရာရွှေ့ပြောင်းချထားလိုက်ရပါတယ်။ရန်နိုင်ငံဘက်ကတော့အခုလောလောဆယ်မှာချင်းကောဒေတာကိုဆက်လက်ချီတက်နေကြပါတယ်။ချင်းကောဒေတာကိုအုပ်ချုပ်နေတဲ့သူဟာစီမာရှောင်းဖြစ်ပြီးလက်ယုံရီမှာအတော်လေးတန်မာသူတစ်ယောက်လည်းဖြစ်ပါတယ်။ချင်းကောကိုထိပါလာတာကြောင့်စီမာရှောင်းဘက်ကလည်းစစ်တီအင်အား9000နဲ့ချီတက်လာခဲ့ပါပြီ။ဒါကြောင့်လီမူတယောက်ရန်နိုင်ငံဘက်ကကျူးကျော်လာမဲ့အရှေ့ပိုင်းကိုခုခံမဲ့အစားချင်းနိုင်ငံဘက်ကကျူးကျော်လာမဲ့အနောက်ပိုင်းကိုသာဦးစားပေးဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဆွဆူရှေရဲ့တင်ပြချက်အရာချင်းနိုင်ငံဘက်ကဟဲအောင်ဒေတာအစားရက်ခန်တက်ကိုဦးတည်နေတဲ့ဆိုတာကိုလီမူနားလည်ထားခဲ့ပါပြီ။စာပို့ငှက်အများအပြားကလည်းအပြည့်အလွှာသတင်းပို့ဆောင်ပေးနေကြပါတယ်။ဒီသတင်းတွေကကျောင်းနိုင်ငံရဲ့နန်းတော်စီကိုဦးတည်နေကြတာမျိုးဖြစ်ပြီးကျောင်းဘရင်ကမင်းစည်းစိမ်ကလွှဲရင်ကျန်တာကိုစိတ်မဝင်စားခဲ့ပါဘူး။နန်းတော်ဟန်ချန်းကစစ်အင်အားကိုတပြားသားမှအရောမခံနိုင်တဲ့ကျောင်းဘရင်ဟာရက်ခန်တက်ရဲ့အနီးအနားကစစ်အင်အားကိုသာလီမူကိုမျှဝေပေးခဲ့ပါတယ်။ဒီအမိန့်တွေကိုကျောင်းနိုင်ငံရဲ့စစ်သူကြီးတယောက်ဖြစ်တဲ့ကုန်းစွန်လောင်ကလက်ခံရရှိခဲ့ပါတယ်။လီမူကတော့ခန်းစစ်အတွက်အချိန်မီနန်းတော်စီကိုဆုတ်ခွာလာခဲ့ပါတယ်။တစ်ဖက်က Fishing တက်ကလည်းရက်ခန်တက်စီကိုအလျင်အမြန်ချီတက်လာနေကြပါတယ်။ Fishing ရဲ့အရှိမှာတော့ဝန်ကျန်းနဲ့ဝမ်ရီတို့ရဲ့တပ်ဖွဲ့တွေကရှိနေခဲ့ကြတာပါ။ချင်းနိုင်ငံရဲ့စစ်ကြောင်းအနေနဲ့ရဲဒေသကိုရောက်ရှိဖို့အတွက်ဖြက်လန်းကိုသာအသုံးပြုကြပါတယ်။ဒါမှလည်းဂျားထဲမှာအခြားသောမြို့တွေကိုမတိုက်ခိုက်ရဘဲရဲဒေသစီကိုအတိအကျတိုက်ခိုက်နိုင်မှာမျိုးဖြစ်ပါတယ်။ဘယ်မြို့ကိုဘလို့ပဲရှောင်ရှားနိုင်ပါစေနောက်ဆုံးမှာတော့လှည့်ဝေမြို့ကိုရင်ဆိုင်ရပါမယ်။လမ်းမှာတားဆီးထားကြတဲ့ကျောင်းနိုင်ငံဘက်ကစစ်တီတွေကိုဝမ်ရီရဲ့ဓမြတွေကပဲထိန်းချောင်းထားနိုင်ခဲ့ပါတယ်။ဝမ်ရီကထိန်းပေးထားတာကြောင့်ကျန်တဲ့စစ်ကြောင်းတွေကရဲဒေသစီကိုအေးစစ်စစ်ချီတက်လာနိုင်ခဲ့ကြတာပါ။ဝန်ပန်းရဲ့ယူဖုန်တက်စုကလည်းအခြားတပ်ဖွဲ့တွေကိုခရီးဆက်နိုင်အောင်ရန်သူတွေကိုဟန်တာပေးထားခဲ့ပါတယ်။ဒါကြောင့်ကျောင်းနိုင်ငံဘက်ကချင်းနိုင်ငံရဲ့စစ်ကြောင်းကိုမှတ်နှောက်ရှက်နိုင်ခဲ့ဘူးပေါ့။ချစ်စစ်ကြောင်းကလန်တူမျိုးကိုမြင်မြင်ဆဆန်ပဲရှောင်းနေကြပါပြီ။ဒါကြောင့်မဖြစ်မနေရင်ဆိုင်ရမယ်ဆိုရဲလက်ဝေဒေတာကို2ရက်အတွင်းရောက်သွားနိုင်ပါတယ်။လက်ဝေခံတက်ကိုသိမ်းပိုက်နိုင်ဖို့အတွက်ဝန်ကျန်းဘက်ကဘာဖြူဟာမှမပေးထားပါဘူး။ရိုးရိုးရှင်းရှင်းပုံစံလှုပ်ထုံးလုံနည်းအတိုင်းပဲလက်ဝေကိုသိမ်းပိုက်နိုင်ဖို့ကြံစီထားခဲ့ပါတယ်။လက်ဝေခံတက်ကိုကျောင်းစစ်ကူတွေရောက်လာနိုင်ဖို့အတွက်ကလည်း2ရက်လောက်တော့လိုနေပါသေးတယ်။ဒါကြောင့်လက်ဝေဘက်ကလည်းကျောင်းစစ်ကြောင်းကို2ရက်တိတိမဖြစ်မနေခုခံထားရပါမယ်။ဝန်ကျန်းဘက်ကလည်းတိုက်ပွဲကို2ရက်မကြာအောင်တောင်ပေါ်ဘရင်မကိုတာဝန်ယူစေခဲ့ပါတယ်။တောင်ပေါ်ဘရှင်မရောင်တွန်ဟူဟာစိတ်တက်စစ်စင်ရေးမှာအတော်ပါရမီပါသူတစ်ယောက်ပဲဖြစ်ပါတယ်။အခုလည်းလက်ဝေခံတက်ကိုအတန်နဲ့စတင်ထိုးစစ်ဆင်နေပြီဖြစ်ပါတယ်။ဒီနီလန်ကကိုယ့်ရဲ့စစ်တီတွေကိုလည်းစိတ်တက်မြင့်တင်ပေးရရောက်သလိုရန်သူရဲ့စိတ်တက်ကိုလည်းကြာဆင်းအောင်လှုပ်ဆောင်နိုင်တာပါ။ရောင်တွန်ဟူရဲ့တိုက်ပွဲခေါ်တန်းနဲ့အတူစစ်ပွဲဟာစတင်ခဲ့ပါတယ်။ဖေးမမျိုးနယ်စုဟာအရန်ပြန်တဲ့စပီတစ်ခုနဲ့လက်ဝေတိုင်းအနာကိုချင်းကပ်နေကြပါပြီ။ဖေးမတွေရဲ့အမြန်နှုန်းကပြစ်ခတ်လာတဲ့မြားချက်တွေကိုရှောင်ရှားနိုင်စွမ်းရှိနေခဲ့ပါတယ်။ဒါပေမဲ့တိုင်းရဲ့ဂိဝါကိုတော့အချိန်မီမကျော်ဖြတ်နိုင်ခဲ့ကြဘူးပေါ့။ရောင်တွန်ဟူနဲ့ရှင်တို့ကလက်ဝေခံတက်ကိုသိမ်းပိုက်နေကြပေမဲ့ဝန်ဘန်းကတော့အသာထိုင်ကြည့်နေရတာကြောင့်မအိမ်မသာဖြစ်နေခဲ့ပါတယ်။ဂိတ်တကားတွေကိုဖွင့်ပေးမဲ့သူတွေဟာတောင်ပေါ်သားတွေဆိုပေမဲ့အထဲကိုဝင်ရောက်စီးနှင်းမဲ့သူတွေကတော့ Fishing တပ်သားတွေပဲဖြစ်ပါတယ်။ဘာဂျီယိုကတောင်ပေါ်သားတွေကိုဦးဆောင်ပြီးတိုင်းကိုသိမ်းပိုက်မှာဖြစ်လို့နေသမားတွေရဲ့အခန်းကဏ္ဍကလည်းအရှိပါလာပါတယ်။ဒါကြောင့် Fishing တပ်ရဲ့တန်တို့ညီကို2ယောက်ကနီယာအိုချီယာမျိုးနယ်စုတွေနဲ့ပူးပေါင်းပြီးပြစ်ခတ်ကြရပါတော့တယ်။တန်တို့ညီကို2ယောက်ကလေးစွမ်းရည်မှာတစ်ဖက်ကန်ခတ်ကြပေမဲ့လူတစ်ယောက်ကိုတော့မပြစ်ခတ်ဘူးခဲ့ကြပါဘူး။ဒါကြောင့်အခုတာဝန်ကသူတို့ညီကို2ယောက်စလုံးအတွက်လုံးဝခက်ခဲနေခဲ့ပါတယ်။နီယာအိုချီယာမျိုးနယ်စုတွေကတိုင်းပေါ်မှာရှိတဲ့ပြစ်မှတ်တွေကိုစတင်ပြစ်ခတ်နေကြပေမဲ့ထန်တဲ့ဂျင်းတို့ကတော့မပြစ်ခတ်နိုင်ခဲ့ကြပါဘူး။ပြောရမယ်ဆိုရင်သူတို့ညီကို2ယောက်မှာနူးညံ့တဲ့နှလုံးသားတစ်ခုစီတော့ပိုင်ဆိုင်ထားကြပါတယ်။အကိုဖြစ်သူချင်းရဲ့နှလုံးသွင်းခံယူချက်ဟာညီဖြစ်သူထက်ပိုပြီးမြန်ဆန်နေခဲ့ပါတယ်။ကျောင်းနိုင်ငံဘက်ကလည်းချင်းတိုင်းပြည်ရဲ့စစ်တီတွေကိုတိုက်ခိုက်ချေမှုန်းနေပြီဖြစ်တာကြောင့်ချင်းတယောက်စတင်တိုက်ခိုက်ပါတော့တယ်။ချင်းဟာကျောင်းနိုင်ငံဘက်ကခေါင်းဆောင်3ယောက်စလုံးကိုတပြိုင်တည်းဖြည့်ရှင်းထားနိုင်ခဲ့ပါပြီ။ချင်းကတော့မန်ပါပါတိုက်ခိုက်နေခဲ့ပေမဲ့တန်ကတော့အားနည်းစွာပဲထူထောက်ထားခဲ့ပါတယ်။တန်ပစ်လိုက်တဲ့မြားချက်တွေကလည်းတစ်ချက်တလေမှတောင်ရန်သူကိုထိမသွားခဲ့ပါဘူး။ချင်းရဲ့အဖြစ်ကူညီမှုကြောင့်နောက်ဆုံးမှာတော့ဘာဂျီယိုတယောက်တိုင်းပေါ်ကိုခြေဆန့်လာနိုင်ခဲ့ပါပြီ။ဘာဂျီယိုတယောက်ထဲကိုတောင်ကျောင်းစစ်တီတွေကမထဲချုံနိုင်ခဲ့ကြပါဘူး။နောက်ဆုံးမှာတော့ဒက်ဒူမျိုးနယ်စုဟာ Fishing တပ်ဖွဲ့အတွက်ဂိတ်တကားကိုဖွင့်လှစ်ပေးနိုင်ခဲ့ပါတယ်။ Fishing တပ်ဖွဲ့ကလည်းခံတက်ထဲကိုအလျင်အမြန်ထိုးဖောက်ဝင်ရောက်လာခဲ့ပြီးရန်သူတွေကိုခြေမုံဖြတ်စီပစ်လိုက်ကြပါတယ်။အုပ်စုဖွဲ့ပြီးမနေတတ်တဲ့လူတစ်ကလေးလူပင်ကတော့စောစောစီးစီးတေဆုံးသွားခဲ့ပါတယ်။သွေးပြက်ခြောက်ချားသွားတဲ့ကန့်တုံတို့ကိုစီနီယာချောင်းရံကလာရောက်ကယ်ဆယ်ပေးခဲ့ပါတယ်
ကျောင်းနိုင်ငံဘက်ကခြေလျင်တက်တွေကိုဥဆောင်လာတဲ့လှိမ့်ဝါကတော့ Fiction တက်ရဲ့ fighter တွေကိုအမှုန့်လိုက်ချိန်နေခဲ့ပါပြီ။ဒီလိုကောင်မျိုးကိုတောင်ရှင်းကဝန်ကြီးရဲ့ glaive နဲ့တစ်ချက်တည်းရိုက်ထုတ်ပစ်လိုက်ပါတယ်။ရှင်းဟာဝန်ကြီးရဲ့ glaive ကိုကန်ဆောင်ထားခဲ့ပြီးဆိုပေမဲ့အသားလည်းမကျသေးပါဘူး။ Fiction တက်နဲ့တောင်ပေါ်တက်တွေဟာလက်ဝဲကိုတရက်ထဲနဲ့အပိုင်သိမ်းနိုင်ခဲ့တာကြောင့်လာကြီးတဲ့ဝမ်ဘန်တို့တောင်နောက်ကောက်ကျသွားခဲ့ကြပါတယ်။ထူးဆန်းတာတစ်ခုကတော့ဝန်ကြီးလိုချင်တဲ့ရတနာတွေဟာခံတက်အတွင်မှာရှိမနေတော့ပါဘူး။ဒါကြောင့်ဝန်ကျန်းဟာလက်ဝဲမှာရှိတဲ့တတိုင်းတွေရဲ့အမြင့်နဲ့အလျားတွေကိုအတိအကျတိုင်းတာစေခဲ့ပါတယ်။ပြောရမယ်ဆိုရင်ဝန်ကျန်းကသိမ်းရလွယ်ကူနေပါတယ်ဆိုတော့လက်ဝဲရဲ့ structure တစ်ခုလုံးကိုမေးခွန်းထုတ်လိုက်တာမျိုးပါ။လက်ဝဲကိုကူညီဖို့ရောက်လာတဲ့ចောင်းတက်ကူတွေကလည်းလက်ဝဲကျသွားတာကြောင့်ရောင်သူကိုသာခုခံဖို့ပြင်ဆင်လိုက်ကြပါတယ်။ဒါဟာလီမူရဲ့ဗျူဟာတစ်ခုဖြစ်ပြီးအထာကောင်းကောင်းနဲ့တဲ့ဝန်ကျန်းကအမတ်ချန်ပီယံရဲ့ဗျူဟာအလုံးမဖြစ်တော့တာကိုကောင်းကောင်းကြီးနားလည်သွားခဲ့ပါပြီ။တိုက်ပွဲမှာဘာမှမတက်နိုင်ခဲ့တဲ့ကန်းတုံကတော့သူ့ကိုယ်သူအားမလို့အားမရတွေဖြစ်နေခဲ့ပါတယ်။အားမလို့အားမရတွေဖြစ်နေတဲ့သူတွေအားလုံးအတွက်စီနီယာတွေကတီရီတွေအမီးတွေကိုယူလာပေးခဲ့ပါတယ်။ဒါဟာ Fiction တက်ရဲ့ထုံးစံတစ်ခုဖြစ်တာကြောင့်အလုပ်ပင်ပန်းပြီးတဲ့နောက်အိမ်ပြန်နားရတဲ့ခံစားချက်ကိုခမားတို့လည်းမြင်နိုင်မှာပါ။စီနီယာတွေဆိုတာကလည်းတစ်ချိန်လုံးကတိုက်ပွဲအလယ်မှာရှူပေါက်ချခဲ့တဲ့ကောင်မျိုးတွေဖြစ်လို့အခုအခြေအနေတွေအတွက်နှစ်သိမ့်ပေးစရာတွေအများကြီးရှိနေခဲ့တာပါ။စီနီယာတွေကဂျူနီယာတွေကိုနှစ်သိမ့်ပေးနေတဲ့အချိန်မှာကျင်းတဲ့တန်တို့ညီကိုနှစ်ယောက်ကတော့ပြောင်းနေခဲ့ကြပါတယ်။ဒီဖြစ်သူကလည်းသူ့ကိုယ်သူအပြစ်တင်မဆုံးဖြစ်နေခဲ့တယ်လို့ကျန်းကလည်းခြေတုံချတုံဖြစ်နေခဲ့ရှာပါတယ်။ကျန်းစီကိုလျှောင်ပြောတယောက်လျှောက်လာခဲ့ပြီးနူးညံမှုကနေဖြစ်ပေါ်လာတဲ့ကြောက်စိတ်ကို Fiction တက်ကလက်ခံပေးနိုင်ချောင်းလာရောက်နှစ်သိမ့်ပေးခဲ့ပါတယ်။စိတ်သက်သာရသွားတဲ့ကျန်းတယောက်ညီဖြစ်သူတန်းကိုတွားရောက်နှစ်သိမ့်ပေးဖို့ထွက်သွားခဲ့ပါတယ်။အဲ့နောက်လျှောင်ပြောတယောက်ဝန်ကျန်းစီကိုရောက်လာခဲ့ပေမဲ့ဝန်ကျန်းကတော့မရှိတော့ပါဘူး။ဝန်ကျန်းကအားလုံးအတွက်စားတဆောင်ကိုသာထားပြီးထွက်သွားခဲ့တာပါ။စာထဲမှာတော့ဝန်ကျန်းကလက်ဝဲကို3ရက်လောက်ထိန်းထားပေးဖို့မှာထားခဲ့တာမျိုးဖြစ်ပြီးဒီနေ့က2ရက်မြောက်တဲ့နေ့ပါတက်ဖွဲ့တွေအားလုံးစုပြီးလက်ဝဲအကြောင်းကိုစမ်းစစ်သုံးသပ်ခဲ့ကြပါတယ်လက်ဝဲအကြောင်းကိုရှင်းကလွယ်ပြီးကျန်တဲ့ခေါင်းဆောင်တိုင်းကနားလည်နေကြပါပြီဒါကြောင့်ရှင်းနာလဲအောင်ပြောပြရမယ်ဆိုရင်လက်ဝဲဟာအချိန်မရွေးပြန်သိမ်းလို့လွယ်တဲ့ဟာကွက်တွေရှိနေတဲ့ခံတက်တစ်ခုပဲဖြစ်ပါတယ်ချင်းစစ်ကြောင်းတစ်ခုလုံးဟာအခုဆိုရင်ထောင်ချောင်းတစ်ခုတည်းကိုကြားရောက်နေခဲ့ပါပြီဒီအချက်တွေကိုအားလုံးထက်အရင်သတိထားမိခဲ့တဲ့သူကတော့ဝါကျန်းပဲဖြစ်ပါတယ်ဒါကြောင့်လည်းပြောင်းလဲပြင်ဆင်နိုင်မဲ့ဗျူဟာတစ်ခုကိုရရှိဖို့တွားရောက်ထောင်လန်းနေတာမျိုးလည်းဖြစ်ပါတယ်။ဒါဆိုရင်အမတ်ချန်ပီယံဗျူဟာကလုံးဝပျက်စီးသွားပြီလားဆိုပြီးမေးစရာဖြစ်လာပါတယ်။အဖြေမှန်ကတော့ဟုတ်တယ်လို့ပဲဆိုရပါမယ်။ဘာလို့ဆိုရိတ်ခါကိစ္စကိုသိပ်ပြီးထဲမတွက်ထားတဲ့ဗျူဟာတစ်ခုပါခြေကုပ်ရယူထားတဲ့ခံတက်ကမခိုင်မာနေဘူးဆိုရင်ဒီဗျူဟာဟာလုံးမဖြစ်တော့ပါဘူး။ဗျူဟာပိုင်းဆိုင်ရာမှာအထူးကျွမ်းကျင်တဲ့ Maffian တယောက်ကတော့လှုပ်ဆောင်လို့ရမယ့်အကောင်းဆုံးနည်းလမ်း၃ခုကိုပြောပြခဲ့ပါတယ်။ဒါပေမဲ့ဒီထဲမှာချင်းတိုင်းပြည်အတွက်အမြန်အစွန်းရရှိစေမယ့်နည်းလမ်းမျိုးမရှိတာကြောင့်ကလိန်ကချစ်ကောင်ဝမ်းရီက၄ခုမြောက်သောနည်းလမ်းကိုထုတ်ပေးခဲ့ပါတယ်။ကလိန်ကချစ်ကောင်ဝမ်းရီစီကထွက်လာတဲ့ဗျူဟာကတော့လုံးဝကျွတ်စင်ကြီးလို့ကိုသတ်မှတ်လို့ရပါတယ်။ဝမ်းရီအနေနဲ့ချင်းတိုင်းပြည်ကိုတက်ခောက်ပြန်မဲ့အစားအနေနာကမျိုးတွေကိုရအောင်သိမ့်ပိုက်ပြီးအဲ့မျိုးတွေရွာတွေမှာရှိတဲ့ရိတ်ခါတွေကိုစူဆောင်းကရဲကိုတိုက်ခိုက်မှမျိုးဖြစ်ပါတယ်။ပြောရရင်ငါမရရေချိုးပြန်တဲ့အဆင်မျိုးမဟုတ်တော့ပဲငါမရရင်ရတာဖန်စားပြီးငါရတဲ့အထိစောင့်ရမယ့်ပုံစံမျိုးလို့ဆိုရပါမယ်။သိမ့်ပိုက်ရမယ့်ရဲခံတက်ကိုဝန်ချန်းကိုယ်တိုင်လာရောက်ထောက်လန်းနေခဲ့ပါတယ်။ဝန်ချန်းစီကထွက်လာတဲ့မှတ်သားစရာကောင်းတဲ့စကားတစ်ခုကတော့ရဲဆိုတာလုံးဝသိမ့်ပိုက်လို့မရနိုင်အောင်ပြည့်စုံတဲ့ခံတက်တစ်ခုပဲဖြစ်ပါတယ်။ဒါကြောင့်အနီးအနားကရွာတွေမြို့တွေအကုန်လုံးပါမယ်မြေပုံတစ်ခုကိုပြင်ဆင်စေခဲ့ပါတယ်။ဝန်ချန်းဆိုတာလှုပ်ချင်ပြီးဆိုချက်ချင်းလှုပ်လိုက်ရမှကျဉ်တဲ့ကောင်စားမျိုးပါ။ဒါကြောင့်ရဲခံတက်ဘက်ကစစ်သည်တွေလာရောက်တိုက်ခိုက်တာကိုတောင်မှတ်မှုပဲရာကွမ်းရဲ့အကူအညီနဲ့ဗျူဟာကိုတထိုင်နဲ့ရေးဆွဲပစ်လိုက်ပါတယ်။နောက်တစ်နေ့မှာတော့ပြောထားတဲ့အတိုင်းဝန်ချန်းတယောက်ပြန်ရောက်လာခဲ့ပြီးသူ့ဗျူဟာအတိုင်းခီးဆက်ဖို့အမိန့်ပေးလိုက်ပါတယ်။အခုအချိန်မှာတော့ဝန်ချန်းရဲ့ဆုံးဖြတ်ချက်တွေကလိမှုအတွက်တော့ပါဇက်အဟောင်းသားဖြစ်နေစေခဲ့ပါပြီ။ဒီအခြေအနေကိုချူတိုင်းပြည်ဘက်ကခေါင်းဆောင်2ယောက်ဖြစ်ကြတဲ့ဝါလင်းနဲ့လီကျွမ်းတို့ကတော့ချင်းတိုင်းပြည်ရဲ့ကြာရှုံးခံလို့သတ်မှတ်နေကြပါတယ်။ဝန်ဘန်းဆိုတာဝန်ချန်းရဲ့သားတော်တစ်ပါးဖြစ်ပေမဲ့ဖာခမဲတော်ရဲ့ဆုံးဖြတ်ချက်တိုင်းကိုပြက်ပြက်သားသားခံယူနိုင်စွမ်းရှိပါတယ်။ဝန်ချန်းဆိုတာခမားတို့သိတဲ့အတိုင်းမပိုင်ရင်ချင်းတောင်မရိုက်တဲ့စစ်သူကြီးမျိုးပါ။ဒါကြောင့်ဖြစ်လာမယ့်အခြေအနေတွေကတော့တကယ်ကိုစိတ်ဝင်စားစရာကောင်းနေခဲ့ပါပြီ။ဝန်ချန်းကတော့ရောင်တွန်ဟူရဲ့အင်အား9000ကိုကုန်းစွန်းလောက်အောင်တိုက်ခိုက်စေခဲ့တယ်လို့အခြားသောစစ်အင်အားတွေကိုလည်းခံတဲ့အသေးစားတွေကိုတိုက်ခိုက်သိမ်းပိုက်စေခဲ့ပါတယ်